Gmail account username သို့မဟုတ် Gmail လိပ်စာပြောင်းနည်းညီကိုတို့လက်ရှိသုံးနေတဲ့ Gmail account ရဲ့ဒီ username လေးပေါ့နော်ဒီ username လေးဒါမှမဟုတ် Gmail address လေးကိုမကြိုက်ဘူးဆိုရင်အသစ်ပြောင်းပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်ပြောင်းတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဘယ်လိုပြောင်းရမလဲဆိုရင်တော့ကျွန်တော်တို့ Gmail ထဲကိုဝင်ရမှာဖြစ်ပါတယ် Gmail ထဲကိုအရင်ဝင်လိုက်ပါ Gmail ထဲကိုရောက်ပြီဆိုရင်ဒီဘက်ပေမှာကျွန်တော်တို့ရဲ့ account profile ပုံလေးရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒီမှာမြင်နေရတဲ့ manage your Google account ဆိုတဲ့ဒီစာလေးကိုနှိပ်မယ် personal info ဆိုတဲ့ဒီစာလေးကိုထပ်ပြီးတော့နှိပ်မယ် email ဆိုတဲ့ဒီစာလေးကိုထပ်ပြီးတော့နှိပ်မယ် recover email ထည့်ထားတာတွေရှိရဆိုရင်ဒီနေရာမှာ Gmail နှစ်ခုပေါ်မယ်ပေါ့နော်မထည့်ထားဘူးဆိုရင်တော့တစ်ခုပဲပေါ်မယ်လက်ရှိနှစ်ခုရှိနေတယ်ဆိုရင်အပေါ်ကဒီကောင်လေးကိုနှိပ်ရမှာနော်အပေါ်ကလက်ရှိကိုယ့်ရဲ့ Gmail လိပ်စာကိုပြောင်းကျင်တာဖြစ်တဲ့အတွက်လက်ရှိအပေါ်ကဒီ Gmail လိပ်စာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးသွားပြီဆိုရင်ညီကိုတို့ရဲ့ Gmail account password တောင်းနေဆိုရင် password ဖြည့်ပေးလိုက်ပါ passkey ထည့်ထားတဲ့လူတွေကတော့ကိုယ့်ရဲ့ phone lock screen စကားဝတ်လေးထည့်လိုက်အောင်မယ်နော်ဒီနေရာကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ chain Google account email ဆိုတဲ့ဒီစာလေးကိုနှိပ်ရမှာဖြစ်ပါတယ်နှိပ်ပေးလိုက်ပါအောက်ဆုံးထိဆွဲတင်လိုက်ပါโอเคဒီနေရာမှာကျွန်တော်တို့လက်ရှိ username ကိုမကြိုက်ဘူးဆိုတဲ့ညီကိုတွေကတော့ username အသစ်ထည့်လို့ရပြီဖြစ်ပါတယ်ကိုဘယ်လို username ကိုအသုံးပြုခြင်းလဲပေါ့နော်ကိုအသုံးပြုခြင်းတဲ့ username ကိုစိတ်ကြိုက်သုံးလို့ရပါတယ်ကျွန်တော်ကတော့ professional လို့ရေးကြည့်မယ်ပေါ့နော်ကိုလိုချင်တဲ့အတိုင်းလေး professional လို့ရေးကြည့်လိုက်ပါတယ်ရေးကြည့်လို့ဒီလိုမျိုးကျွန်တော်တို့အနီအောင်စာလေးပြရတယ်ဆိုရင်မရဘူးအစိမ်းအောင်လေးဖြစ်တဲ့ဒီကျွန်တော်ရေးပေးရမယ်ပေါ့ဒီကောင်လေးကမရဘူးဆိုတော့ကျွန်တော်ကတော့လေးကျွန်တော်လေးဝယ်ပြထားရအောင်နော်လေးပြီးတော့ရင်ခဏနံပါတ်ကိုတော့လွယ်တာပေးလိုက်မှာပေါ့နော်393993ဆိုပြီးတော့ပေးလိုက်ကြည့်မယ်ဒါဆိုရင်လည်းအနီအောင်လေးပြရဆိုမရသေးဘူးကျွန်တော်ခဏနံပါတ်လေးတွေတိုးတာလျှော့တာမျိုးလုပ်ပေးမယ်ပေါ့နော်โอเคအနီအောင်လေးမပြတော့ဘဲနဲ့အောက်မှာ chain email လို့ပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ username ကိုရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပြောင်းကျင်နေဆိုရင် chain email ဆိုတဲ့ဒီစာလေးကိုနှိပ်ပြီးတော့ yes chain email ဆိုတဲ့စာလေးကိုထပ်ပြီးတော့နှိပ်ပေးโอเคဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Gmail username ကိုပြောင်းလို့ပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ညီကိုတို့အနေနဲ့ Gmail account username ပြောင်းကျင်နေဆိုရင်ဒီအတိုင်းပြောင်းလို့ရသွားပြီဖြစ်ပါတယ် Gmail account username အဟောင်းကိုပြန်ပြီးတော့သုံးကျင်နေဆိုရင်တစ်နှစ်အချိန်စောင့်ပြီးတော့မှအရင်အဟောင်းကိုပြန်သုံးလို့ရမှာဖြစ်ပါတယ်เนาะညီကိုတို့ရဲ့အရင် Gmail အဟောင်းနဲ့ Facebook ဖွင့်ထားတယ် TikTok ဖွင့်ထားတယ်တမိုးကြီးတဲ့ကိုယ့်ရဲ့ social account တွေကိုချိတ်ထားတာရှိတယ်ဆိုရင် Gmail account တွေကို username မပြောင်းတာကပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်ပြောင်းလိုက်တယ်ဆိုရင်မသုံးကျင်တော့လို့ပြောင်းလိုက်တယ်ဆိုရင်တော့မှပဲအသစ်ပြောင်းလိုက်တဲ့ Gmail လိပ်စာလေးကိုကျွန်တော်တို့ရဲ့ Facebook တွေ TikTok ဒီလိုမျိုး social account တွေမှာတိတိကျကျပြောင်းလိုက်တဲ့အတိုင်းသွားပြီးတော့ချိန်ထားရင်ပိုကောင်းတယ်ပေါ့နော် Gmail ဘက်ကတော့ကျွန်တော်တို့အသစ်ပြောင်းလိုက်တဲ့ username ပြောင်းလိုက်တယ်ဆိုရင်တော့မှပဲအဟောင်း username က Facebook TikTok ဒီလို social app တွေချိန်ထားတယ်ဆိုရင်တော့မှအဟောင်း username ကကုတ်တောင်းနေဆိုရင်လည်းကုတ်ပို့ပေးသေးတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကပို့ပြီးသေချာအောင်လို့ခုနကကျွန်တော်ပြောသလိုမျိုးပေါ့နော်ညီကိုတို့ရဲ့ Gmail မှာ Facebook TikTok တမိုးကြီးတဲ့ကိုယ့်ရဲ့ social account တွေဖွင့်ထားတာရှိတယ်ဆိုရင်ကိုကလည်းအဲ့ Gmail ကိုလိပ်စာအခုပြောင်းတယ်လို့မျိုးပြောင်းလိုက်ပြီဆိုရင်ကိုယ့်ရဲ့အသစ်ပြောင်းလိုက်တဲ့ username လေးကိုပြင်ပ social app တွေဖြစ်တဲ့ Facebook TikTok ဒီလိုမျိုးကိုယ့်ရဲ့တမိုးကြီးတဲ့ social account တွေမှာ username အသစ်လေးကိုပဲပြန်ပြီးပြောင်းပြီးထည့်ထားတာပို့ပြီးတော့စိတ်ချရပါတယ်เนาะလူတိုင်း Gmail username ကိုပြောင်းစရာမလိုဘူးလုံးဝမသုံးကျင်တော့ဘူးဆိုတဲ့လူတွေမှာပြောင်းမှုလိုအပ်တာဖြစ်ပါတယ်ဒီကိုတို့ Gmail account username ပြောင်းကျင်နေဆိုရင်တော့ဒီအတိုင်းလေးပြောင်းလို့ရသွားပြီဖြစ်ပါတယ်ဒီကိုတို့အားလုံးအဆင်ပြေကြပါစေဗျာ